ချစ်လို့လက်တွဲခဲ့ကြတာချင်းတူဘာကြောင့်အိမ်တော်ကြီးမှာရန်ခဏခဏဖြစ်နေကြတာလဲတခါတလေကြတာလဲအကြောင်းအရာကဘာမှမဟုတ်ပါဘူးစားပေါ်တာဖနှက်မစီတာစကားပြောတာလေသန့်မပြော့တာစတဲ့တိတိမွမွကိစ္စလေးတွေကနေအကြီးကျယ်စကားများကြရတာပါဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကငါဆိုတဲ့အတ္တကိုရှေ့တန်းတင်ပြီးလို့ပါပဲငါပြောတာမှန်တယ်ငါစိတ်တိုင်းကြဖြစ်ရမယ်ဆိုတဲ့စိတ်ကပောက်ကွဲမှုတွေကိုဖန်တီးလိုက်တာပါဗုဒ္ဓဘာသာမှာခန္တီဆိုတဲ့သီးခံခြင်းတရားရှိပါတယ်သီးခံခြင်းဆိုတာရှုံးနေတာမဟုတ်ပါဘူးတစ်ဖက်လူရဲ့ဒေါသလိုင်းကိုကိုယ့်ဘက်ကမေတ္တာလိုင်းနဲ့ပြန်ထိန်းလိုက်တာပါစိတ်ပညာအရာလဲလူတစ်ယောက်ဟာဒေါသထွက်နေတဲ့အချိန်မှာဦးနှောက်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကခဏတာပျောက်ဆုံးသွားတတ်ပါတယ်အဲ့ဒီအချိန်မှာကိုကပါပြန်ပြီးအော်ဟစ်လိုက်လေမီးလောင်ရလေပင့်တယ်လို့ဖြစ်သွားမှာပါခဏလောက်ညင်ပေးလိုက်တာအခန်းထဲကထွက်ပေးလိုက်တာဟာနောက်ဆက်တွဲဖြစ်လာမဲ့နာကျင်မှုတွေကိုတားဆီးပေးနိုင်ပါတယ်အိမ်တောင်အေးမှာနိုင်ကျင်တဲ့စိတ်ကိုဖျောက်ဖို့အရင်အရေးကြီးပါတယ်အပြင်လောကမှာပြိုင်ဆိုင်မှုတွေများနေလို့အိမ်ကိုပြန်လာတဲ့အခါမှာတော့အိမ်ဟာနားခိုရာဖြစ်တင်ပါတယ်အိမ်ထဲမှာပါတယောက်ကိုတယောက်နိုင်ယူဖို့ကြိုးစားနေရင်အဲ့ဒီအိမ်ဟာစစ်တလင်းဖြစ်သွားပါလိမ့်မယ်ဇနီးမောင်နှမကြားမှာတယောက်နိုင်ရင်နှစ်ယောက်လုံးရှုံးတာပါနဲ့နှစ်ယောက်လုံးအညစ်အနှိုင်းရာမတာနှစ်ယောက်လုံးနိုင်တာထက်ပါတယ်ရန်ဖြစ်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကမျောလင်းခက်တဲ့ကြောင့်ပါကိုအကြိုက်ကိုသူတီးပေးရမယ်ကိုဖြစ်ချင်တာကိုသူဖြည့်ဆည်းပေးရမယ်လို့တစ်ဖက်သက်မျောလင်းထားတတ်ကြပါတယ်ဒါပေမဲ့လူဆိုတာတယောက်နဲ့တယောက်စိတ်ချင်းမတူနိုင်ပါဘူးစိတ်ပညာအရ effective communication လို့ခေါ်တဲ့ထိရောက်တဲ့ပြောဆိုဆက်သွယ်မှုမရှိတဲ့အခါအထင်လွဲမှုတွေကနေရန်ပွဲတွေဖြစ်လာတာပါစိတ်ထဲမှာမကျေနပ်တာရှိရင်အဲ့ဒီချိန်မှတင်ရန်လို့မဲ့အစစိတ်အေးသွားတဲ့အချိန်ကြမှာမောင်ဒီလိုလုပ်လိုက်တာကိုငါစိတ်မကောင်းဖြစ်ရတယ်ဒါမှမဟုတ်မိမပြောလိုက်တဲ့စကားကငါ့ကိုနာကျင်စေတယ်လို့အေးအေးစီစီပြောပြကြည့်ပါဒီခံခြင်းဆိုတာအောင်အေးနေတာမျိုးမဟုတ်ဘဲနားလေပေးတာမျိုးဖြစ်တင်ပါတယ်သူလေဒီနေ့အလို့မှပင်မလာလို့စိတ်တူနေတာဖြစ်မှာပါလို့တစ်ဖက်လူရဲ့နေရာကနေဝင်ကြည့်လိုက်ရင်ဒေါသကအလိုလိုပြေသွားတတ်ပါတယ်ဗုဒ္ဓမြတ်စွာကအမျက်ဒေါသကိုမေတ္တာနဲ့အောင်ရမယ်လို့ဟောကြားခဲ့ပါတယ်ဒေါသထွက်နေတဲ့သူကိုမေတ္တာနဲ့တုံ့ပြန်နိုင်မှုဆိုတာအင်မတန်မြင့်မြတ်တဲ့စိတ်ဓာတ်ရှိမှဖြစ်နိုင်ပါတယ်ဒါအပြင်ခွင့်လွှတ်ခြင်းဆိုတာကိုလည်းမမေ့ပါနဲ့ရန်တိုင်းအရင်ကအမားဟောင်းတွေကိုပြန်ဖော်ပြီးပြောဆိုတာဟာအနာဟောင်းကိုပြန်ဆော့တယ်လို့ပါပဲပြီးခဲ့တာတွေကိုပြီးခဲ့ပါစေတော့ဆိုတဲ့စိတ်နဲ့အရှိအချိန်မှအကောင်းဆုံးဖြစ်အောင်နေထိုင်ခြင်းဟာအိမ်တော်ရေးတာယာဖို့လျှို့ဝှက်ချက်ပါပဲတယောက်ရဲ့အားနည်းချက်ကိုတယောက်ကဖုံးဖိပြီးအားသာချက်ကိုမြုံတက်နိုင်တဲ့လက်တွဲပေါင်မျိုးဖြစ်အောင်ကြိုးစားကြည့်ပါနောက်ဆုံးအနေနဲ့တတိပေးချင်တာကတော့အချင်းဆိုတာအင်မတန်တိုးတောင်းပါတယ်တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နေရမယ့်အချင်းတွေကိုရန်ဖြစ်ရင်းနဲ့ကုံဆုံးမပြတ်လိုက်ပါနဲ့အခုရန်ဖြစ်နေတဲ့အချင်းဟာတစ်ဖက်လူနဲ့နောက်ဆုံးတွေးရတဲ့အချင်းဖြစ်သွားနိုင်တယ်လို့တွေးကြည့်လိုက်ရင်ကိုယ့်ရဲ့ဒေါသတွေဟာအတိတ်ပဲမရှိဘူးဆိုတာသိလာပါလိမ့်မယ်အမုန်းထက်မေတ္တာကိုရွေးချယ်ပါနိုင်ယူခြင်းထက်နားလည်ပေးခြင်းကိုရွေးချယ်ပါဒါဆိုရင်တော့တင်းတို့ရဲ့အိမ်တော်ရေးဟာငြိမ်းချမ်းသာရတဲ့နန္ဒဝန်ဥယျာဉ်လေးတစ်ခုဖြစ်လာမှာသိကြပါလေ